မင်္ဂလာပါရှင်ညီမနာမည်ကတော့ယူမီမီအောင်ပါညီမကလက်ရှိ CIC မှာ Grade 12 program တက်နေတဲ့အကြောင်းကိုတရားဖြစ်ပါတယ်အခုညီမရောက်ရှိနေတဲ့နေရာကတော့ဒီမန္တလေးမြို့မှာရှိတယ်ပေါ့နော်ငါးဆိုးတိုက်ဖုန်းကြီးကျောင်းဖြစ်ပါတယ်ပေါ့နော်ညီမတို့ CIC ကဒီဖုန်းကြီးကျောင်းမှာဆိုရင်ဒီလ1ရက်နေ့ကစပြီးတော့ပေါ့နော်အပတ်စီတနင်္ဂနွေနေ့တိုင်းကလေးတွေကိုလာပြီးတော့ကျောင်းသားတွေနဲ့အတူတူ volunteer teacher လာပြီးတော့ဒါနလေးလာပြပါပေါ့နော်အခုဒီနေ့မှာဆိုရင်လည်းပေါ့နော်ညီမတို့ CIC ကနေပြီးတော့ကလေးတွေအတွက်ပေါ့နော်ဒီ ice cream ပေါ့နော်အလူဒါနပြပါတယ်ဒီမြင်ကွင်းလေးကိုမြင်လိုက်ရတဲ့အချိန်မှာဘယ်လိုခံစားလိုက်ရလဲဆိုရင်လေအရန်ကိုပီတိဖြစ်တယ်ပေါ့နော်ကိုယ်တိုင်ကလည်းသူတို့ကိုစာသင်ပေးရတဲ့အတွက်ဘယ်လိုခံစားရလဲဆိုရင်ဘယ်လိုပြောမလဲကိုတက်ထားတဲ့ပညာကိုပေါ့နော်သူတို့ကိုပြန်ပြီးတော့မျှဝေရတာဖြစ်တဲ့အတွက်ပေါ့နော်လုံးဝလည်းကိုလည်းဂုဏ်ယူတယ်ကိုယ်တိုင်ကလည်း skill တစ်ခုရသွားတယ်ပေါ့နော်teaching ပိုင်းမှာငါဘာလိုအပ်လဲပေါ့နော်အဲ့လိုမျိုးလည်းတွေးမိရဲနောက်တစ်ခုကကျတော့ကိုယ်တိုင်ကဆရာနေရာမှာသင်ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုယ်ကိုသင်နေတဲ့ဆရာဆရာမတွေကိုလည်းကိုချင်းစာတတ်သွားတယ်ပေါ့နော်